လမ်းပေါ်မှာမိန်းကလေးတစ်ယောက်ဟာကောင်လေးတစ်ယောက်နဲ့တိုက်မိသွားခဲ့တဲ့အံ့ဩစရာကောင်းတာကသူတို့နှစ်ယောက်ဟာရုပ်ချင်းတပုံစံနဲ့တူနေတာပါပဲအဲ့ဒီနောက်မှာတော့ကောင်လေးကသူဒဏ်ရာရထားတယ်လို့အကြောင်းပြပြီးသူ့ကိုယ်စားကြောင်းဖွင့်ပွဲအခမ်းအနားကိုတက်ပေးဖို့တောင်းဆိုလာတယ်အလဲအနေနဲ့သူကလည်းမိန်းကလေးဖြစ်ရုပ်ဖြတ်ပြီးသူမရဲ့ကြောင်းကိုတွားပေးမယ်ပေါ့မိန်းကလေးကဒီရေစရာကောင်းတဲ့တောင်းဆိုမှုကိုညှင်းလိုက်ပေမဲ့ကောင်လေးရဲ့အချွေရန်ကတကယ်လို့ဒီကောင်လေးကြောင်းထုတ်ခံရရင်နင်ကမတန်တဆများပြတဲ့စေကူတာစေးတွေကိုပေးရလိမ့်မယ်လို့ချင်းချောက်လိုက်တဲ့အခါမှာတော့သူမခများမတက်တာပဲသဘောတူလိုက်ရပါတော့တယ်တကယ်တော့ဒီကောင်လေးဟာနာမည်ကြီးအနုရှိမငလကရှမန်ဂိုင်းရဲ့ဒုတိယသားဖြစ်ပြီးသူတက်နေတဲ့ယောက်ျားလေးကျောင်းဟာလည်းလူမိုက်တွေနဲ့ပြည့်နေနေတာပါသူကိုယ်တိုင်ကတော့သဘောကောင်းလုံးတာကြောင့်တိုက်ခိုက်ရေးပညာစုံနေတဲ့ဒီမိန်းကလေးကိုသူ့ကိုယ်စားကျောင်းမှာအင်အားကြီးဆုံး The Strongest ဘွဲကိုရအောင်ယူခိုင်းချင်တာဖြစ်ပါတယ်နောက်တစ်နေ့ကျောင်းရောက်တဲ့အခါမှာတော့အခြေအနေတွေကသူမထင်ထားတာထက်ပိုပြီးဆိုးရွားပယံပါတာဖြစ်နေတာကိုတွေးလိုက်ရတယ်ကျောင်းသားတိုင်းရဲ့ပန်းတိုင်ကဒီကျောင်းမှာနံပါတ်1ဖြစ်ဖို့ပဲလေအဲ့ဒီအချိန်မှာကောင်းလေးတစ်ယောက်ပေါ်လာပြီးလူတိုင်းကိုစိန်ခေါ်တော့တာပဲသူကအတန်းဖော်အားလုံးကိုအေးအေးဆေးဆေးပဲအလဲထိုးပြလိုက်တယ်ကျောင်းကြည့်နေတဲ့မိန်းကလေးကိုမြင်တဲ့အခါမှာတော့သူကသူမကိုကာကွယ်ပေးမယ်လို့ကန့်လန့်ခဲ့တယ်ဒါပေမဲ့မိန်းကလေးကသူမရဲ့နာမည်ရင်းကိုပြောလိုက်တဲ့အခါမှာတော့အဲ့ဒီကောင်လေးရဲ့မျက်နှာကချတချင်းပြောင်းလဲသွားပြီးသူမကိုပါတိုက်ခိုက်ဖို့စိန်ခေါ်ပါတော့တယ်ရှောင်းတိန်နေရင်းနဲ့မှသူမရဲ့တကယ်ပန်းတိုင်ကဒီကျောင်းမှာအင်အားကြီးဆုံးဖြစ်ဖို့ဆိုတာတတိယသွားပြီးတုတ်ပြန်တိုက်ခိုက်လိုက်တဲ့အခါမှာတော့မျက်စိတမိတ်အတွင်းအဲ့ဒီကောင်လေးကိုအလဲထိုးလိုက်နိုင်ပါတယ်ရှုံးနေသွားတဲ့ကောင်လေးဟာသူမရဲ့အစွမ်းကိုအတိမတ်ပြုသွားပြီးတငယ်ချင်းအဖြစ်လက်ခံလိုက်ကသူမနံပါတ်1ဖြစ်ဖို့ကူညီမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ကျောင်းဆင်းလို့အပြန်မှာတော့လူတစ်ယောက်ရုတ်တရက်ပေါ်လာပြီးသူမရဲ့မိသူမိဝါဖြစ်ကြောင်း identity ကိုမေးခွန်းထုတ်ပြီးစစ်ဆေးတော့တာပါပဲ